ချောင်းဆိုးရင်ဘာတွေသတိထားရမလဲနံပါတ်1အချက်ချောင်းဆိုးတာကြာရှည်နေရင်သတိထားရပါမယ်ရိုးရိုးအေးမိတာကြောင့်ဆိုရင်များသောအားဖြင့်တစ်ပတ်နှစ်ပတ်အတွင်းပျောက်ရပါမယ်အကယ်၍မိတ်ဆွေရဲ့ချောင်းဆိုးတာက3ပတ်ထက်ကျော်လာပြီဆိုရင် TB ယောဂါဒါမှမဟုတ်နာတာရှည်အဆုတ်ယောဂါတွေဖြစ်နိုင်ပါတယ်နံပါတ်2အချက်ချောင်းဆိုးတဲ့အခါပါလာတဲ့တလိပ်ရဲ့အယောင်နဲ့ပမာဏကိုလည်းသတိထားပါတလိပ်မှာသွေးပါလာတာဒါမှမဟုတ်အစိမ်းရောင်အဝါရောင်တလိပ်တွေများများထွက်လာတာဆိုရင်ပုံမှန်မဟုတ်ပါဘူးဒီလိုအခြေအနေမျိုးမှာလည်းဆေးရုံဆေးကန်းကိုချက်ချင်းသွားတင်ပါတယ်နံပါတ်3အချက်ချောင်းဆိုးရင်းနဲ့ရင်ဘတ်ထဲကတရွှီရွှီအတန်မြည်လာရင်အသက်ရှူရကြက်လာရင်လမ်းနှဲငယ်လျှောက်ယုံနဲ့မောလာတာမျိုးဖြစ်လာရင်အဆုတ်ရောင်တာဒါမှမဟုတ်ပန်းနိုင်ချက်ယောဂဖြစ်နိုင်ခြေရှိပါတယ်နံပါတ်4အချက်ချောင်းလဲဆိုးမယ်ညဘက်ချွေးထွက်ပြီးငွေငွေလေးဖျားမယ်အစားအသောက်ပြက်လာမယ်ကိုယ်လေးချိန်လဲတီးတီးသာသာကျလာမယ်ဆိုရင်တော့ TB ယောဂရှိမရှိစစ်ဆေးဖို့လိုအပ်ပါတယ်နံပါတ်5အချက်ချောင်းဆိုးတာနဲ့အတူအဖျားက100နဲ့103ထိတက်လာပြီးချမ်းတုံလာရင်တော့အဆုတ်ထဲမှာပြင်းထန်တဲ့ပိုးဝင်ရောက်မှုတစ်ခုခုရှိနေပြီဖြစ်လို့ဆရာဝန်ပြဖို့လိုအပ်ပါတယ်